ဒါတိုင်းမှာချီထားမှာသွားလာကောင်းလေးများလာဆွဲလာဒါတိုင်းမှာကျုံးတော့တုတ်ထားပါလားဒါတိုင်းမှာကျိုးတုတ်ထားတယ်အောင်မတက်ပြီးရောအဲ့ကျိုးတော့တော့လာ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 သူကလုံးနေအောင်ပဲတော့လာမှာကဲရက်ခွာလာလူတွေအကုန်ကြည့်ထားမှာတခိုးမတပတ်ဆိုင်မှာလာခိုးနေတခိုးမအဲ့မှာဘယ်ကိုလဲအဲ့တော့ဘယ်ကိုလဲစောက်ဖမ်းတာစူစီတီဗီကနေပြန်တွေ့လို့စောက်ဖမ်းတာမိတာပဲစီမရောနိုင်နဲ့မရောနိုင်လေရက်စကန်ပို့လိုက်မယ်ပြီးတော့တောက်ထားမှနေဘူးလည်းမလှမ်းတာပဲကျွန်တော်တို့လည်းမေးပဲဆန်လာမယ်သူတို့ဆက်ဆံမှရတယ်သူတို့ဟမ်ဘယ်နှခါရှိလဲငါးစီလာပို့တာငါတွေ့တာနှစ်ခါရှိသွားပြီကြောက်ရဲ့အခုလည်းခါတက်လာတယ်ဟုတ်လားဟမ်ဟာနှစ်ခါမလို့နှစ်ခါစလုံးနေယူသွားတာဒါတော့မယူရမှာလေနှစ်ခါစလုံးလာလားငါးရဲ့နေ့တစ်ခါလာပို့ရလားတစ်ခါပြောအောင်မလားဒီတမင်ကိုနေနေတိုင်းလာတယ်ဟမ်မလာဘူးဟမ်တစ်ခါလာတစ်ခါပဲပါတယ်တစ်ခါမပါဘူးဒီမှာနှစ်ခါဟိုဟာလေငါမှ CCTV ရှိရသလားမင်းငါ့ကိုညင်းလို့များလား CCTV နဲ့အကောင်လုံးဓာတ်ပုံကောက်ရိုက်ထားပြီးသားနော်ကဲရက်ကွာလူလာကြည့်လိုက်မှာတခိုးမရက်ကိုမှလာကြည့်ထားတယ်မှာစောက်ရှက်မရှိတဲ့နာခလေးဗန်းကြပြီးမှခိုးရတခိုးမဟမ်စောက်ရှက်မရှိတဲ့နာနဲ့လာခိုးနေတာပြောလိုက်ရင်ခလေးစားကြမရှိလို့စားကြမျိုးအဲ့တက်တက်လောက်စားတယ်ချီကောင်းလက်ကောင်းနေလောက်စားရင်လောက်စားလို့ရတယ်ရတယ်ကစိုးရဲစူးစားတယ်မလားလို့ညနေဟိုဘာလဲမလောက်ခိုးရတခိုးမလာခိုးစားနေရပဲကောင်းကောင်းကိုလောက်မစားချင်ဘူးနေတော့လည်းလက်နဲ့ချောင်းချင်နေကြငါတို့လည်းလက်နဲ့ချောင်းချင်နေကြမှာလောက်စားနေတာပဲဒါခလေးလာဗန်းပြပြီးတော့လောက်ခိုးစားချင်နေလာပြီးမစားကြမရှိဘူးလားမပြောနဲ့လောက်မစားလို့မရဲခေါ်ထားတယ်ရဲခေါ်တာခဏရဲလာလိမ့်မယ်ရဲနဲ့ထည့်ပေးလိုက်လုံးအားကြီးတယ်တစ်ခါခိုးလို့နှစ်ခါခိုးလို့ရတယ်ဆိုလာတာဟာလားငါတို့ကလည်းနေစောက်အားတွေမဟုတ်ဘူးတလားဆိုင်မှာ CCTV တက်ထားစောက်အားတွေမဟုတ်ဘူးတလားဟာလည်းမျက်ခွက်ယူစောက်ကန်ထားလိုက်မယ်တလားဘာမှနေအောင်ငါ့လိုက်လာနေရငါလည်းမရှိတော့တတိမရှိပဲငါလိုက်လာမနေဘူးတလားလာကြည့်သေးရဲ့ပြီးလာပြီဒီမှာတခိုးမကြည့်ထားအဲ့မျက်ခွက်ကိုကြည့်ထားတွေ့တဲ့ခါကျအဲ့မှာတခိုးမတွေကြည့်ထားတုံးတယ်စောစောစီစီကိုကြက်တည်တုံးလာခိုးတာခဏအဲ့ခလေးတွေပဲခွဲခိုးနေဟမ်你အဲ့လိုပဲလောက်စားနေဟာလားတရုတ်ကတော့အဲ့လိုပဲလိုက်လောက်စားနေဟာလားဟမ်ရင်လေးဘူးသွားယူသွားရင်လေးဘူးနဲ့ခေါင်းနဲ့ခါနဲ့လောက်ချလိုက်မယ်နောက်ကခိုးစားလို့မရဘူးသွားရင်လေးတော့တဲလာခဲ့သွားအိုးကြီးတော့တဲလာခဲ့ခေါင်းကလောင်ချလိုက်မယ်နောက်လောက်စားလို့မရဘူးသွားခလေးကလောင်ချပြင်မယ်သွားဟာမလောက်သွားငါမိုက်ဆိုတမရတာမိုက်နေသွားနောက်မှပဲအိမ်မှာတေးရတာမဟုတ်ဒီမှာစားပြီးတယ်သူများကြီးပါတေးပြီးလုံးတိုက်စားနေတာရင်လည်းတော့လာခဲ့ငါအသားခွာပြီးပြန်မှာငါပတ်ဆက်ပြန်မရငါအသားခွာပြီးပြန်မှာလာခဲ့လားပတ်ဆက်လိုက်လို့စလေးနဲ့ဆေးလိုက်တာပုံပါကြည့်တော့နင်တော့စောက်ရုံမဲ့နေနင်ခလေးအကောင်လို့ဘာလို့ဆေးဘူးလားဆေးကိုတယောက်ချီတော့ပြက်နေတာချီနေတယ်အမမယုံလိုက်ကြည့်အိမ်ကိုကြည့်စရာမလိုနင်တို့ဒုက္ခလာမယ်လူတိုင်းဒုက္ခရှိတယ်နော်လာမပြောနဲ့ခိုးထားတာခိုးစားတာပဲတခိုးကတခိုးပဲအေးလောက်မအမျိုးလောက်ရင်နှွေးဘူးနဲ့လာပြီးအသားခွာယူပြင်မယ်ငါပတ်စံနော်အဲ့ခါတော့ခါလာယူခဲ့ကြော်လာခဲ့ရင်နှွေးတော့အသားခွာယူပြင်မယ်ကျိုးနေရ